ဒုတိယနေ့ပါကျွန်တော်တို့ဒီနေ့တော့ကျွန်းကိုသွားလိုက်ပါမယ်ကိုလန်းကျွန်းမှာကိုလန်းကျွန်းကိုသွားဖို့အတွက်လမ်ဘာလီဟာယာပါယာဆိုတဲ့ferry ရှိရ speedboat တွေရှိတဲ့နေရာကိုသွားပါမယ်ဒီဥစ္စာကတော့ ferry ပေါ့နော်ဒီတက်တာနဲ့တော့လေ ferry ရဲ့ schedule ပါကိုလန်းကျွန်းမှာရှိတဲ့ပါယာနှစ်ခုစီကိုသွားတဲ့ schedule တွေပါသူအချိန်နဲ့ပဲထောက်တာပေါ့နော် speedboat ဆိုတော့ကိုဒီထက်တော့ပို့ပြီးတော့အချိန်ပေးလို့ရမယ်လူအုပ်ကတော့ရှိုးလိုက်တော့ပိတ်ရဆိုတော့လဲတာမဟုတ်ဒီ speedboat နဲ့က round trip ကို300ပါone way ဆိုရင်တော့150ဘတ်ပါကျွန်တော်ကတော့ one way ကိုပဲပို့ပြပေးပါရအပြင်တော့အချိန်ပို့ရလို့ပါဒီဘက်ကျွန်တော်ရောက်ရှိပါပြီဒီဥစ္စာနဗန်းပါရပါပါရနှစ်ခုရှိရောနော်ဒါနောက်တစ်ခုကတော့ beach ကိုတန်းရောက်တယ်ဆိုင်ကစီးကြည့်လိုက်ပါတယ် view point လှလှလေးတစ်ခုကိုသွားကြည့်လို့ပါလမ်းကနည်းနည်းမှတ်ပြီးတော့ကျင်းပါတယ်ကိုယ့်ကိုဆိုင်ကမောင်းလာပြီးတော့ဒူးပြဲမတရားရှယ်လာပဲ view point တို့ရောက်ရှိဝင်းမေ view point ပါဒူးပြဲတော့မယ်လာရတကယ်တန်ပါတယ်တော်တော်လှတာပါပြန်တော့သူများမောင်းတာပဲလိုက်စီးပါတော့တယ်ဒီတောင်ပေါ်ကအစင်ကတော့အပြင်မှာတကယ်ကိုလှတယ်ကဲနေ့လေသာစားလိုက်ပါအောင်မယ်ဆိုင်နမရ1 million နဲ့အကွန်ကန်လေးလိုအပ်နေပြီယူပါဒါနာလေးတစ်ချက်ပါဆိုင်ကမှောက်သွားပြီဆိုတော့ကျွန်တော်ဆိုင်ကလည်းတွားလို့မရတော့ပါဘူးကိုယ့်အကူလည်းမစီးကျင်တော့ပါဘူးဒီလိုကားတွေပေါ့နော်တခါတည်းသူတို့ဘယ်နေရာတွားကျင်နေဆိုတာတခါတည်းပြောလို့ရတယ်1500လောက်တော့ရှိတယ်ညနေတစ်ခါလေစိတ်ကိုတစ်ခါပြီးပြန်လိုက်ပို့ပြီးတော့သူစောင့်ပေးတယ်တိုက်တဲ့နေရာသွားသင်ပြပါတယ်ဒီဟာကတော့ TM Beach ပါဒီနောက်မှာအကြောင်းဆောင်နေများချက်ပဲတက်ပုံတွေတော့ share ရိုက်နေကြတယ်လူကကံမကောင်းနေပါ water activity ဆိုတာမလုပ်ခဲ့ရပါဘူး beach မှာတော့တက်ပုံပဲတည်တန်းလာရတာပါမရှင်းသေးပါဘူးကျွန်တော် beach ဘေးမှာရှိတဲ့ coffee line လေးဝင်ပါမယ်ခုနက Hakuna ဆိုတဲ့ဟာတွေဒီမှာမထားတော့တာ Lion King fan တွေပဲဒီကြပေါ့ဆိုင်နံပါတ်လေးကမထားပါโอ้မိုက်ချက်ဒီ coffee line view ကလုံးဝ share ပဲတွင်းလေးလည်းတော်တော်ကောင်းပါတယ်ဒီ red velvet cake ဆိုလည်းလုံးဝ share ပဲဒီဘက်လေးလည်းပြီးထားတော့ is it chill ကဲကဖေးမှာလည်းအစီထိုင်ပြီးတော့ဆိုတော့ညနေဆောင်လာပြီထက် one beach ဆိုတော့ကျွန်တော်တို့ကိုလန်းမှာအကြီးဆုံးဖြစ်မယ်နဲ့ဒီ beach ကအဲဆိုအဲ့ကိုတော့ပါမယ်ဒီကတော့အဲ့တော့ကန်ကောင်းမနေဘူးရှောက်တွေလည်းဆုပ်ပြရတယ်တော်တော်လေးမှန်ပါကိုနားမှာထိလိုက်တယ်ထိလိုက်တယ် beach မရောက်ခင်လေးကို view point ကိုရင်ဝင်ပါတယ်ဆိုတော့ကြည့်လိုက်ပါဦးတော်တော်လှတယ် view point ကိုလန်းကျွန်းပေါ်မှာနောက်ဆုံးဆင်းမဲ့ beach နေရာလေးရောက်ပါပြီချက်1 beach ပါဒီ beach ကတော့ကိုလန်းမှာအကြီးဆုံးပဲလေးအဖြူနေရဒီ beach ကတော့မြန်မာနိုင်ငံမှာသွားခဲ့တယ်လို့မျိုးတောင်လဲကျယ်တယ်တော်တော်မိုက်တယ်မစားလဲပြီးတော့ကင်းရောထားပါအောင်မယ်ကျန်းစီမှာခုံနေယူမယ်ဆိုရင်တော့တစ်ခုံကို60လားမသိဘူးဒါပေမဲ့ဒီမှာစားမယ်ဆိုရင်တော့တစ်ခါရေရှူကန်းတွေပါလည်းပါတယ်ဆိုတော့ရေရှူကန်းတွေမှာဝေလဲပါညာလောက်အောင်မယ်ဆိုတော့ဆိုင်မှာပဲဝယ်စားရတာပိုကောင်းပါတယ်ကပင်းကျော်ကို share ထားပြီးတော့ဒီတနေ့တိုင်းခီးတယ်ပြီးပါပြီကဲကျွန်တော်တို့ဒီပုံနဲ့ဘုံဝေးဝေးဝင်ရတရားဘက်ကိုပြန်ရပါမယ်ထောင်းပိုင်ရမိုဘိုင်းနဲ့နဗန်းပိုင်ရမှာဆိုရင်သူတို့နောက်ဆုံး6နာရီအထိကိုရှိပါတယ် speedboat ကပြန်ပါပြီဒီခေါက်တော့ဘုံကဘယ်လိုမှမရပါဘူးအိမ်ဆုံးကစီးလို့ရပါတယ်လာကြပဲတရားဘက်သူပြန်လဲရောက်ရှိပြီးတော့ day 2 ရဲ့ခီးစဉ်ပြီးဆုံးပါပြီကြည့်ပေးကြလို့ကျေးဇူးပါနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်